အားလုံးပဲမင်္ဂလာပါစာတကပေါ့ကတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြောပြချင်တဲ့ကြောင်းရည်လေးကတော့တသက်ကနေပတ်83မှာလာတဲ့တဆန်ကီရိုက်ဇကူပြောပြပေးသွားခြင်းပါတယ်ခါရဘာမှာမြတ်စွာဘုရားဝီလူအောင်ကြောင့်မတင်တုံးနေစဉ်ဒီလိုတဲ့မြတ်စွာဘုရားကိုတပ်ဖို့ဆိုပြီးအထုတဲ့အကြောင်းပြုပြီးတော့တိတ်ဇက်ကိုဟောရမှုလေးတိတ်ဇက်ကူမှာဘိုင်းနဲ့ပြီးပြမတမင်းစိုးစမ်းနေစဉ်ချိန်မှာအဲ့ဒီမင်းနိုင်ဒေါက်တာကူမာရာဆိုတဲ့ရိုးရင်းချမ်းနဲ့တာတော့တပါရှိမနာလည်းအလုံးခတ်တယ်မစိမ်းမတိုင်းတော့ပဲလေသူတပောင်းစကားမပြောတတ်ဘူးသဘောထားလည်းရုံမာတယ်လူပေါင်းနေရဲ့ဒီများစွာမုန်းတီးခြင်းကိုခံရတယ်အဲ့ဒီကမှာဘုရားလောင်းရဲ့ဒီမြစ်ပွေတစ်ခုမှာတည့်ရမိုးကြောင့်ဒီတစ်ခုဆောက်ပြီးတော့နေရပေါ့တနေ့ရောက်တဲ့အခါမှာဒီမင်းသားမြစ်လယ်မှာရေချိုးနေတယ်မှာမိုးတက်မှုနဲ့ကြာတယ်ချွေရင်ကြီးကြော်နေရတဲ့ဒီမင်းသားကိုမုံပြီးတော့မှတ်တယ်မြစ်လယ်ကိုတွန်းချလိုက်တယ်မင်းသားရေထဲမှာမျောနေပြီးတော့တုံးတုံခုကိုတွေ့ပြီးတော့ဒီတုံးကိုစီးပြီးတော့မြစ်လယ်မုန်တိုင်းထဲမှာငိုကြွေးပြီးတော့မျောပါလာတယ်ဘိုင်းနေဒီတတိနှစ်ယောက်ကလည်းအဲ့ဒီမင်းသားမှာဒီများသားတဲ့ဥစ္စာကိုမြုပ်ပြီးတော့တင်လွန်တဲ့ခါမှာပေါ့နော်အဲ့ဒီဥစ္စာကိုတွေ့တာပြီးတော့ရေးခဲ့တဲ့အတွက်ကြောင့်သူမြုပ်နှံထားတဲ့ဒီပစ္စည်းဥစ္စာတွေအနည်းငယ်မှာတအူးကမွေဖြစ်ပြီးတော့စောင့်နေတယ်တအူးကကြက်ဖြစ်ပြီးတော့စောင့်နေရတယ်မိရတဲ့ချိန်မှာမိတို့နေရာကြက်တွင်းဒီငွေတွင်းတွေကိုမိရဝင်တဲ့ချိန်မှာခြေထဲမှာမျောပါပြီးတော့မင်းသားစီးလာတဲ့မျောလာတဲ့တုံးရဲ့ဒီအစွမ်းတစ်ဖက်စီမှာတွဲပြီးတော့သူတို့လည်းလိုက်ကြလာတယ်ရေကနာလက်ပတ်မင်းကလည်းလေတိုက်ပြီးတော့လက်ကြတဲ့အချိန်မှာလက်ပတ်မင်းမှာနားနေတဲ့ခြေသားတစ်ကောင်ကလည်းလေမိုးတွေကြားမှာရုံကန်ပြီးတော့သူအတောင်ရောင်းနေချိန်မြစ်လေကိုကြားမဲ့ဆက်ဆက်မှာအဲ့ဒီမင်းသားရဲ့ဒီတုံးတူပေါ့နားဟိုပြီးတော့သူလည်းပဲလိုက်ပါလာတယ်အဲ့ဒါနဲ့မင်းသားရဲ့မွေးရဲ့ကြွက်ရဲ့ကြီးသားရဲ့လေးဦးလိုမျိုးပါလာပြီးတော့မင်းသားရဲ့ငွေကြေးတောင်ဘုရားအောင်ရည်တည်ကြားတဲ့ချိန်မှာတစ်တုံးခက်ခက်ခဲခဲနဲ့ရေကနေဆဲယူပြီးတော့သူတို့လေးဦးလုံးသူရဲ့မိုးထားတဲ့အကြောင်းလေးကိုခေါ်ဆောင်လာခဲ့နဲ့မွေရဲ့ကြွက်ရဲ့ကြီးသားရဲ့အလုံးပင်မအားနေပြီးတော့တိတ်ဆန်နေဆိုတော့တရားစစ်စစ်ဖြစ်တဲ့ချိန်မှာသူတို့လင်းမင်းပြုစုတယ်မိဖို့ပြီးတယ်ပြုစုပြီးတယ်စာကျူးရပေါ့ပြီးတော့မှမင်းသားပြုစုပြီးအဲ့နဲ့မင်းသားဖြစ်ပါလိမ့်နဲ့ဟောဒီတေးကြီးကတိတ်ဆန်နေကိုအရင်ဆုံးပြုစုရအောင်လားဆိုပြီးတော့မနဲ့ညှို့ထားပါတယ်နေ့ရက်တော့ရကြတဲ့ခါမှာဘိုးကလည်းငင်းနေမြေရလည်းကြာသွားပြီပေါ့အဲ့ဒါဒုက္ခတဲ့လေးဦးတို့သူတို့ရဲ့နေရာအောင်ပြန်ကြတော့မဲဆိုပြီးတော့ဒီရခင်ဘောကတတိတိဖြစ်ခဲ့ကြတဲ့မွေနဲ့ကြွက်နေရရသေးကိုရှစ်ခိုးပြီးတော့ဥစ္စာတွေရွှေတွေအလိုရှိရဲ့ခါမှာသူတို့ရဲ့နေရက်ကိုဒါခဲ့ပါဒါလဲပါဆိုပြီးတော့မကြောက်ရတယ်အကြီးသားလေးရဲ့ထုံးလေးတော့ပဲရသေးကိုရှစ်ခိုးပြီးတော့ဒီတလင်းနေစပါလိုရှိရဲ့ချိန်မှာသူရဲ့ရက်ကိုလာခဲ့ပါဆိုပြီးတော့ခြေသားနေတယ်ခေါ်ရတယ်မင်းသားကတော့အထူးထားတဲ့အချိန်ဖြစ်ပြီးတော့ရသေးကိုအားထောင်ခေါ်ပြီးတော့တတ်မဲဆိုပြီးတော့ကျုံသွားပြီးတော့သူမင်းဖြစ်တဲ့ကမှာတော့လာခဲ့ပါပစ္စည်းလေးဝါးနဲ့ထောက်ပါမယ်ဆိုပြီးတော့မူသားပြောပါတယ်ပေါ့ကလတ်တန်ကြတဲ့ကမှာဘုရားလောင်းရသေးကြီးသူတီးတို့စုံစမ်းမိုးဆိုပြီးတော့ရတယ်ငိုရင်ကြွရင်ကြီးသားတွေအဲ့တုံးတို့စီကိုသူတို့နေရာနေထွက်ပြီးတော့လေရောက်သွားတယ်ပေါ့ကျေးဇူးတည်တဲ့စွာနဲ့ပဲဒီဒိဋ္ဌိဆန်ဒီတုံးအောင်သူတို့ရဲ့ရှုငွေတွေကိုလည်းပြီးတယ်နောက်တလီစပါးတွေကိုလည်းပူဇော်ကြတယ်ဖျားတော်ရသည်ကတောင်ကလူရှိမှယူမဲဆိုပြီးတော့မှာကြပြီးတော့မယူဘဲနဲ့မင်းသားထံသို့ဆက်လက်ပြီးတော့တော်တယ်ဒေါက်တာကူမာရာမင်းသားကခမဲတော်ကြီးမင်းကြီးနဲ့ရဆန်ကန်ကြီးချိန်ဖြစ်ပြီးတော့သူကအဆုံးတီးသွားတဲ့ချိန်မှာသူကိုယ်တိုင်မင်းဖြစ်နေတယ်အဲ့နဲ့ဗီဇာတိုင်းပေါ့သူရဲ့ဗီဇာတိုင်းဒီနိုမတ်ဒီကိုမှဂျန်တန်နဲ့ခက်ထန်နဲ့စိတ်တိုင်းထားတယ်အုပ်ချုပ်တယ်ပေါ့အဲ့နန်းနဲ့နန်းမြန်ကလူတွေရတယ်ပေါ့နော်သူမုန်းကြီးမင်းကတော့စင်စည်းပြီးတော့မြို့လက်ပတ်နေချိန်မှာဖះလုံးရဲ့တီးရဝေးရနေမိမျိုးကျေးဇူးပြုခဲ့ဘူးတဲ့သူကိုတနေ့ချင်းချင်းတွေ့ရပြီ
အဲ့နဲ့ငါတို့ကိုနှုတ်ဆက်အောင်ပါပဲဆိုပြီးတော့နှုတ်ဆက်တဲ့အချိန်မှာသူကဒီမင်းသားကဒီရသေးကိုသူကတည်တည်ဆိုပြီးတော့သူကဝေးရလာတဲ့ဒီရသေးကြီးကိုပေါ့နော်ငါထံတော့ဒုံတရားလာဖို့ရှိနေတယ်အတွေ့ရတဲ့လောက်ကပေါ့နော်အဲ့ဒါငါထံကိုမရောက်ပြီဒီရသေးကိုဖမ်းပြီးတော့လက်ပင်ကျူးချပြီးတော့ကျိုင်းနှက်ပြီးတော့လူတွေကနေထုတ်တိုးတာမှာဥကောင်ဖြတ်လို့ဆိုပြီးတော့သူကအမိန်ပြီးလိုက်တယ်အဲ့ဆိုမင်းရဲ့တော့လည်းအမိန်နဲ့ရသေးကိုဖမ်းပြီးတော့လက်ပင်ကျူးကြီးဒါလေးဘဝမှာရိုက်နှက်ပြီးတော့ဒုံတရားတုံလို့ကြောက်ရခြင်းမရှိဘဲနဲ့ပေါ့နော်ရဲတဲ့ရက်မှာပဲသစ္စာကျူရာအစရှိရဲ့ဒီဓမ္မဂီတာကိုဒါတလဲကိုတီးဆိုနေတယ်တဲ့ဒီမှာမျောလာတယ်ထင်းလုံးတာတယ်ကဲစီရတာမြက်သေးတယ်ကျေးဇူးမဲ့ဆိုတာလျောမှာကိုကဲစဲမိဒုက္ခတွေ့မြတ်ကြီးမဆိုစကားမှန်ညာငါကိုတွေ့ဆိုတဲ့ဆက်ရှိရဲ့ကြားဓမ္မလေးကိုပြီးဆုံးနေပေါ့အဲ့နေရတဲ့တိုင်းရတဲ့တိုင်းတလဲဆိုနေအောင်ကြားရတဲ့အခါမှာလူပေါင်းဒါတော့အကြောင်းရှိမယ်စဉ်းစားကြတယ်ပေါ့လူဆိုတာစဉ်းစားရတယ်ပေါ့နော်အဲ့ဒီမှာတွေးခေါ်မျက်မြင်နိုင်တဲ့သူတယောက်ကရှင်သည်တရားငါတို့မင်းကိုကျေးဇူးပြုခဲ့ဘူးပါကျေးဇူးပြုခဲ့ဘူးလားဆိုပြီးရတဲ့ကြီးကလေလူကြွမွေကြီးသားတရုံးမှမျောပါလာပြီးတော့ကဲတင်ခဲ့ပေါ့လုံးလုံးတင်ပြောပြတယ်အဲ့ဒီကမင်းပုံလာစားတယ်တိုင်းလူပြည်သားတွေကဒီလောက်ကျေးဇူးကနဲ့မင်းကိုငါတို့မှီပြီးတော့ဘယ်လိုကျိုးရှိမှာတော့ဘယ်မှာကျိုးရှိမှာတော့ဆိုပြီးပြင်းထန်တော့ပဲအမျက်ထွက်ပြီးတော့ဒီမျိုးစင်မောနေဆွချဝိုင်းရိုက်ပြီးတော့ကျေးဇူးကနဲ့မင်းကိုရင်းနေပြီးတော့အဲ့နာပါနေတေဆုံးအောင်လို့တပ်ပလိုက်တယ်ပေါ့နော်အဲ့နဲ့ဘုရားလောင်းရတဲ့ကိုမင်းမြောက်တယ်ပေါ့ဒီသိမင်းဖြစ်တဲ့ကမှာမူချက်ဒီမူရင်ကြွရဲ့ကြီးသားတွေအတူခေါ်ပြီးတော့တွေများတော့ဥစ္စာလေးနဲ့တလေးသဘာတို့နန်းတော်ကိုယူဆောင်ပြီးတော့မူကိုလည်းဖြည့်ချတော့မှာကြောက်ကိုလည်းဖဲအောင်မှာကြီးသားကိုလည်းရွှေချိုင်းနဲ့အတီးတီးထားပြီးတော့ကောင်းမွန်တာပဲကျွေးမိပြစုတယ်ပေါ့အဲ့ဒီလေးကအတရဆုံးညီညွတ်စွာနေပြီးတော့တည်တဲ့ခါမှာကားလျော်လာဒီစုတည်ပြီးတော့အတီးတီးတူဝါနဲ့တူတော့ကြရတယ်ပေါ့နောက်ဆုံးဇာတ်ပေါင်းတဲ့ခါမှာဒုထကုမာရမင်းသားဒီပေါ်လည်းဖြစ်တယ်မူရတော့စင်တာဒီပို့တာဖြစ်ကြောက်ကတော့ရှင်မမောက်ကလေးဖြစ်တယ်တော့ကြီးသားတော့ရှန်နန္ဒဖြစ်တယ်ဒီတေးရတော့အောင်ရဖြစ်လာတယ်ဆိုပြီးတော့စက်ကိုပေါင်းလိုက်ဒီစလေးကနေပြီးတော့တကူရနိုင်မယ်လို့ကြုံကြည့်ပါတယ်အားလုံးကျေးဇူးတင်ပါ